ဒီနေ့မှာကျွန်တော်တို့တို့တကွာနှလုံးစင်ချင်ဖို့ရတဲ့အတွက်နှုတ်ကပတ်တော်ယူဆောင်လာတဲ့ကဘာလဲဆိုရင်ဗျာဒိတ်ဗျာဒိတ်အခန်းကြီး20အခန်းကြီး20အပိုင်းငယ်စတိကနေကျွန်တော်စတိကနေဆုံးထိ that is စင်္ဂါထိပေါ့နော်ဗျာဒိတ်ကျမ်းအခန်းကြီး20စတိကနေစင်္ဂါတဖန်တုံဖြူသောပလင်ကြီးကိုလေကောင်းပလင်ပေါ်မှာအတူတကွဖတ်ကြအောင်โอเคတင်းနဲ့တုံးဒီလိုလေကောင်းမာဒီလွန်တော်သူအကြီးအငယ်တို့သည်ပလင်တော်ရှစ်မှာရပ်နေကြသည်ကိုငါစာဆောင်များကိုဖွင့်ထား၏အသက်စာဆောင်တည်ဟူသောအခြားတစ်ပါးသောစာဆောင်ကိုလည်းဖွင့်လေ၏တေလွန်သောသူတို့သည်မိမိတို့အကျင့်အတိုင်းစာဆောင်တို့၌ဟိထားချက်များနှင့်အငယ်တရားစီရင်ခြင်းကိုခံရကြ၏သမုတ်တရားသည်မိမိ၌ရှိသောမရဏနှင့်မရဏ၌ငါသည်လည်းမိမိတို့၌ရှိသောလူတီတို့ကိုအပ်ပြီးကြ၏လူအတီးတီးတို့သည်သူအခါမရဏနဲ့မရဏနိုင်ငံချက်ပြီးလေသူတီချင်းကဒုတိယတီချင်းဖြစ်တည်းအသက်စာဆောင်၌စည်မဝင်သောသူရှိသမျှတို့ကိုမိမိဖတ်တော်သောနှုတ်ကပတ်အဖြစ်အလုံးဘုရားသခင်ကောင်းချီးပေးပါစေဒီနေ့မှာကျွန်တော်ခေါင်းစဉ်တက်တယ်လေဆိုရင်ပလင်ဖြူတရားစီရင်ခြင်းပလင်ဖြူတရားစီရင်ခြင်းဆိုတဲ့ဟာကအေဂျီခံယူချက်16ချက်မှာ15ခုမြောက်ဖြစ်တယ်အေဂျီအတင်းဝင်ဖြစ်တော့သူတိုင်းကဒီဟာကိုကျွန်တော်ကောင်းကောင်းသိထားဖို့ဖြစ်တယ်နောက်ဆုံးတရားနောက်ဆုံးဗာလဲပလင်ဖြူတရားစီရင်ခြင်းဆိုရာကိုတကယ်ရှိတယ်ဆိုရာကိုကျွန်တော်တို့အေဂျီကဝန်ခံတာဖြစ်တယ်ဒီဟာကြတော့ဘယ်သူတို့ကရင်ဆိုင်မလဲဆိုရင်မယုံကြည်တော့သူအာဒမ်ကရေကမယုံကြည်တော့သူတီးပြီးတော့သူအားလုံးကမရဏနဲ့မရဏရဲ့နိုင်ငံကသူလူတီတို့ကိုအပ်ပြီးတယ်ပြောတဲ့ကဲတော့ဒီဟာကမယုံကြည်သောသူတွေကရင်ဆိုင်မှာဖြစ်တယ်။ Okay အချင်းချုပ်နဲ့ကျွန်တော်တို့ဘယ်လိုယုံကြည်တယ်လဲဆိုရင်အခုကျွန်တော်တို့ရှောင်းမြောင်နေတဲ့ဟာကrapture ချီဆောင်ခြင်းချီဆောင်ခြင်းကို rapture ကိုကျွန်တော်တို့မြောင်နေတာဖြစ်တယ်။ဘယ်ချိန်ရောက်မှလဲကျွန်တော်တို့ပြောလို့မရဒီငါလည်းဖြစ်နိုင်တယ်။ဘယ်သူချီဆောင်ချင်းခံမလဲဆိုရင်ယုံကြည်သူတွေဖြစ်တယ်ဒီနေ့မှာအားလုံးလာတော့သူတွေမလာတဲ့သူတွေမပါဘူးအိမ်မှာရှိတဲ့သူတွေကိုကြံခဲ့ပါဆိုတော့အတင်းတော်ယုံကြည်သူတွေကိုချီဆောင်ချင်းခံမယ်ဒီဟာကဘယ်နှစ်ဘယ်လိုပုံစံဖြစ်လာမလဲဆိုရင်ခုနှစ်ဘီဒန်ကြီးကာလကိုတခါတည်းဆလာမှာဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ချီဆောင်ခံတဲ့တော်ဒီကကျွန်တော်တို့ဘာလို့မလဲဆိုရင်သူ့တငယ်မင်္ဂလာဆောင်ပွဲကိုကျွန်တော်တို့ကျင်းပမှာဖြစ်တယ်ခုနကျွန်တော် introduction မှာပြောတဲ့အတိုင်းကျွန်တော်တို့လှုပ်တဲ့အတိုင်းအဲ့ဒီမှာတရဖူအဲ့ဒီခုနှစ်ဒီမှာမလာတော့သူတွေကဘီဒန်ကြီးရင်ဆိုင်တဲ့အခါကျွန်တော်တို့ကဟိုမှာနော်တရဖူစုရပွဲကျွန်တော်ခံမှာဖြစ်တယ်အဲ့ဒီခုနှစ်
ပြီးပြီဟဲ့ဆိုရင်ကျွန်တော်တို့ဒီမှာယေရှုနဲ့အတူတကွဒီမှာနှစ်တစ်ထောင်အုပ်စုဖို့ကျွန်တော်တို့ပြန်ဆင်းလာမှာဖြစ်တယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကအကျဉ်းစာပြောတဲ့အတိုင်း transform body ပြောင်းလဲသောခန္ဓာကိုယ်နဲ့ကျွန်တော်တို့နေမှာဖြစ်တယ်ပြောင်းလဲသောခန္ဓာကိုယ်ကဘာခန္ဓာမျိုးကိုမျိုးလဲဆိုယေရှုရှင်ပြန်ထပြောက်ပြီးမှခန္ဓာကိုယ်မျိုးစားလို့ရတယ်တကားကိုပိတ်တော်လဲဝင်လို့ရတယ်ဖုန်းမလူတော့ဘူးအဲ့ဒီချိန်မှာဣသရေလနိုင်ငံတွက်ချင်လိုက်တာဗစ်တခါလေးရောက်တယ်ဟိုမှာတွက်နေကလေးမျိုးတက်ဆိုင်ဖျားဆောင်လွတ်တယ်ဆိုဗစ်တခါလေးရောက်တယ်ဖုန်းလိုင်းနဲ့ဗီနဲ့လိုင်းထက်တာမျိုးမရှိတော့ဘူးဗစ်တစ်စက္ကန့်နဲ့ဟိုရောက်တယ်စားလဲစားနိုင်မှာအဲ့ဒီလိုပုံစံနဲ့ဒီမှာနှစ်တစ်ထောင်ကျွန်တော်အုပ်စုဒီကဘာကိုအုပ်စုမှာဖြစ်တယ်အဲ့ဒီနှစ်တစ်ထောင်ပြီးဟဲ့ဆိုရင်ဒီနှုတ်ပလင်ပြူတရားစီရင်ခြင်းကိုဖြစ်လာမှာဖြစ်တယ်အဲ့ဒီပလင်ပြူတရားစီရင်ခြင်းမှာဘယ်သူတွေကထမြောက်လာမလဲခုနသမုတ်တရားတွေကတီလွန်တော်သူတွေလာပြီးမှပလင်ပြူနာမှာပလင်ပြူရှိမှာတရားစီရင်ခြင်းခံမှာဖြစ်တယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကယေရှုနဲ့အတူတကွတရားတူကြည်တရားစီရင်ပြီးမှတူဖြစ်တယ်ဟာလေလုယာဒါပေမဲ့ကျွန်တော်ဒီနေ့မှာဘာပြောချင်တယ်လဲဆိုရင်ကျွန်တော်တို့အခုတည်ခြင်းတရားနဲ့အရာနိကတ်နေတာဖြစ်တယ်ကျွန်တော်ဒီညမှာယေရှုကမလာဘူးဆိုရင်ကျွန်တော်တို့ကမယုံကြည်သူဖြစ်တယ်ဆိုရင်အဲ့ဒီနေရာကိုကျွန်တော်တို့တွားမဲ့ရင်ဆိုင်မဲ့နေရာဖြစ်တယ်ကျွန်တော်အဲ့ဒီအချိန်မှာဘယ်လိုမျိုးပုံစံနဲ့တရားစီရင်ခရစ်တော်ကလွတ်မလဲဆိုရင်ဒီဟာကိုကျွန်တော်တို့တုံးချက်နဲ့ကျွန်တော်ဒီနေ့မှာပြောသွားခြင်းတယ်ပထမမှာအဲ့ဒီတရားစီရင်ခြင်းကဘာလိုမျိုးတရားစီရင်ခြင်းဖြစ်တယ်လဲဆိုရင်အရှက်မရှိတရားစီရင်ခြင်း verse 11ကိုအတူတကွပြန်ဖတ်ရအောင်တဖန်တုံအရှက်မရှိတရားစီရင်ခြင်းကျွန်တော်ပြောချင်တာကဘာလဲဆိုရင်အခုဆိုရင်ဖယားသခင်ဝိညာဉ်တော်ယေရှုခရစ်တော်ကဆက်တတ်တယ်ဖိတ်မပဲလာခြင်းတယ်မဖိတ်ဘူးစီမလာဘူးဖိတ်ခေါ်မနေရပြီးမှလာနေခြင်းတဲ့ပုံစံနဲ့အခုမှဆွေးနေတာဖြစ်တယ်တိတ်ကလေးနဲ့မဖိတ်ဘူးစီမလာဘူးအရန်ဆက်တတ်တယ်ဒါပေမဲ့အဲ့ဒီချိန်မှာဆိုရင်အဲ့ဒီလူမျိုးပုံစံနဲ့မနေတော့ဘူးအခုကျွန်တော်ဖတ်တဲ့အတိုင်းသူ့ရဲ့ရှိမှနေစရာမရှိတော့ဘူးတဲ့ကျွန်တော်တို့အခုချိန်မှာယေရှုဝိညာဉ်တော်မဖိတ်ချင်တော်သူတွေကအဲ့ဒီမှာသူတို့အဆက်ကွဲတော့မှာဖြစ်တယ်ယေရှုခရစ်တော်ကလူရှိမှငါ့ကိုဆက်တော်သူခမဲတော်ရှိမှငါဆက်နေမယ်အရေးကြီးတယ်ကျွန်တော်တို့ဘာအချင်းပဲဂျုံပထမမှာယေရှုခရစ်တော်ကိုအမေရန်ဖိတ်တော်သူဝိညာဉ်တော်အမေရန်ဖိတ်တော်သူနေရာပြီးတော်သူဖြစ်ဖို့လိုတယ်မဟုတ်ဘူးရှင်အဲ့ဒီတရားစီရင်ခြင်းကိုကျွန်တော်တို့အားလုံးရင်ဆိုင်မြဟာဖြစ်တယ်ဒုတိယမှာဘယ်ဟာမျိုးတရားစီရင်ခြင်းလဲဆိုရင်အစောမပြီးတရားစီရင်ခြင်းโอเคဒီverse နာချန်ကိုပြန်ဖတ်ရအောင်စနစ်နဲ့73ဒီနေ့တောင်းတီလွန်တော်သူအစောလုံးဝမပြီးဘူးတီလွန်တော်သူအကြီးအငယ်အားလုံးကို
တန်းတုံငင်မြတ်တရားစီရင်ချင်းပေးတာဖြစ်တယ်သူကြတော့ကလေးဖြစ်တယ်ဟိုတုန်းကဒီလိုပြောမှာမဟုတ်ဘူးသူကြတော့ Sunday School ဆရာမဖြစ်တယ်instrument play တယ်ပြားချောင်းလာတယ်အဲ့ဒီလူမျိုးပုံစံနဲ့အဆော့ပြီးမှာမဟုတ်ဘူးအချင်းအလုတ်တဲ့အတိုင်းစာဆောင်ကိုဖွင့်ပြီးမှတရားစီရင်ခြင်းကိုလူတိုင်းကခံရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မိသားစုဝင်မှာကျွန်တော်တို့တငယ်ချင်းမှာတကယ်ယေရှုခရစ်တော်ဘောနကေမရတရားသူတွေရှိတဲ့ဆိုရင်ကျွန်တော်တို့တာဝန်ဖြစ်လာကျွန်တော်တို့မှာရှိတဲ့အဖေအမေဒါမှမဟုတ်ညီကူမောင်နှမအားလုံးကဒီဟာကိုရင်ဆိုင်မှာဖြစ်တဲ့အတွက်လုံးဝအလျှော့မပေးဘူးကျွန်တော်တို့ပုံမှန်ပတ်တိုင်းဒီမှာဘုရားကျောင်းမှာလာတဲ့အတွက်သူတို့ကခွင့်လွှတ်ခြင်းရမှာမဟုတ်ဘူးဆိုတော့ပထမမှာကျွန်တော်တို့အသက်တာကအရေးကြီးတယ်ဒုတိယမှာကျွန်တော်တို့မှာမိသားစုဝင်ကျွန်တော်တို့အနိကတ်မှာနေတဲ့သူတွေလည်းအဲ့ဒီဟာကနေလွတ်မှာမဟုတ်တဲ့အတွက်ကျွန်တော်တို့သူတို့အတွက်ဆုတောင်းပေးဖို့လဲလိုပါတယ်တတိယမှာဘယ်လိုမျိုးတရားစီရင်ခြင်းလဲဆိုရင်အရှုံးမပြီးတရားစီရင်ခြင်းဖြစ်တယ်ခေပြန်ဖတ်ရအောင်စနစ်ကိုစာဆောင်များနဲ့အသက်စာဆောင်ကိုများကိုဖွင့်တယ်တဲ့ဘယ်နဲ့စာဆောင်လို့ရှိမလဲနောက်အောက်ထဲတော့လုံးဝများတယ်နော်နောက်အောက်လုံးမပြောနဲ့စာဆောင်များနဲ့အသက်စာဆောင်ဖြစ်တယ်စာဆောင်များကဘယ်နှအောက်လောက်လဲဆိုတဲ့ကိုကျွန်တော်ပြောလာမှာဖြစ်တယ်နောက်အောက်ဖွင့်ပြီးဟဲ့ဆိုရင်ကြာဆုံးသွားပြီမရတော့ဘူးမရရင်လဲဒုတ်ဆုပ်ဖွင့်ပြီးမှဖြစ်တယ်အဲ့ဒီမှာလဲ fail တယ်ဒီမှာလဲ fail တယ်ဒီမှာလဲ fail တယ်ဒီမှာလဲ fail အားလုံးနောက်မြောက်မှာ fail သွားပြီဆိုရင်မရတော့ဘူး okay အဆုံးပြလိုက်တော့မဟုတ်ဘူးအဲ့ဒီစာဆောင်များကိုဖွင့်ပြီးမှတရားစီရင်ခြင်းခံရမှာဖြစ်တယ်စရိုဒီစာဆောင်တွေကိုဘယ်လောက်စာဆောင်ရှိတယ်လဲဆိုတဲ့အကိုကျွန်တော်ကျမ်းစာမှာတွေ့တယ်လို့ကျွန်တော်ပြောပြမှာဖြစ်တယ်စာဆောင်များ6အုပ်နဲ့အသက်စာဆောင်တအုပ်ကိုဖွင့်ပြီးမှ9ဆောင်ကိုဖွင့်ပြီးမှတရားစီရင်ခြင်းကျွန်တော်တို့ဒီမှာရတ်တော်သူတွေကခံရမှာဖြစ်တယ်ပထမမှာစာဆောင်များမှာပထမစာဆောင်ကဘာစာဆောင်လဲဆိုရင်ကိုရေးကိုတာစာဆောင်စာလံ139 အတုကတကွဖတ်ရအောင်ဒီနှစ်တော့ဘာကူမှတ်တယ်လဲဆိုရင်မဆုံးလေကျွန်တော်တို့အလုံးအထွေး personal ကျွန်တော်တို့အားလုံးကိုခန္ဓာအားလုံးကဖယားတကယ်စရင်တော်မှာမှတ်ထားတယ်ဒါဆိုရင်ဖယားတခင်ကကျွန်တော်တို့ personal ဒီမလုံး message ကိုဘာအတွေ့အကြုံတယ်လဲဒီပါဇက်ကိုဘာအတွေ့အကြုံတယ်လဲဒီခန္ဓာကိုယ်ကိုသူ့ဘုံတော်ထင်ရှားဖို့အတွေ့အကြုံတယ်လားမတုံးတယ်လားဆိုဖယားတခင်ကမှတ်ထားတာဖြစ်တယ်အထူးသဖြင့်လူငယ်တို့ကျွန်တော်ဒီမှာရှိတဲ့လူငယ်အားပေးခြင်းတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကျွန်တော်တို့မှာရှိတဲ့အားတွေကိုဘယ်မှာတုံးတယ်လဲဘယ်အတွက်တုံးတယ်လဲဆိုတဲ့ဟာအရေးကြီးတယ်ဖယားတခင်ကကျွန်တော်တို့ personal အားလုံးအလုံးအထွေးကိုဖယားတခင်ကမှတ်ထားပြီးတယ်ဖယားတခင်ကဘာအတွက်ကျွန်တော်တို့အဲ့ဒီခန္ဓာကိုယ်ကိုဘာအတွက်ဖန်ဆင်းတယ်လဲသူ့ရဲ့ဘုံတော်ထင်ရှားဖို့ရတဲ့အတွက်သူ့ကိုကိုယ်ဖွင့်ရတဲ့ဘုရားတခင်ကကျွန်တော်တို့ဖန်ဆင်းတာဖြစ်တယ်။ဒါဆိုရင်ဒီလက်တော်ကို
လက်တွေကိုဖယားသခင်အတွက်သုံးပြုတ်သလားဒီပါဇက်တွေကိုဖယားသခင်အတွက်သုံးပြုတ်သလားအော်ဒါမှမဟုတ်စီလိုက်တော့ဟိုအတွက်ပဲသုံးတာလားသူဒီလောကောင်းပဲဒီလက်တွေကိုဖယားကြောင့်ပဲအမှုတော်ဆောင်အတွက်သုံးသလားဘာအတွက်သုံးတယ်လဲဆိုတဲ့ဟာကိုအရေးကြီးတယ်ဒီလိုအတိုင်းစိတ်တရားစေရင်ချင်းခံမှာဖြစ်တယ်ဒုတိယစာဆောင်ကဘာစာဆောင်တယ်လဲဆိုရင်စကားပြောများစာဆောင်လို့ကျွန်တော်ယူထားတယ်ရာပြန်ဖတ်ရအောင်မလခိုင်မလကီ36မှာဒီနှစ်3ကျွန်တော်တို့စကားပြောတဲ့ဟာတွေဘုရားသခင်ရဲ့စာဆောင်မှာဝင်တယ်ဒါဆိုရင်ကျွန်တော်တို့စကားပြောအချင်းစင်ချင်းဖို့လိုတာဖြစ်တယ် careful ဖို့လိုတာဖြစ်တယ်ကျွန်တော်တို့ဒီပါဇက်ကနေထွက်တဲ့စကားလုံးတွေသူများကိုနာစီသလားဘလို့ဘယ်နှချိန်လောက်ကျွန်တော်တို့စကားပြောတဲ့ကြောင့်ကျွန်တော်တို့စကားများတဲ့အတွက်ကြောင့်ဘယ်နှရောက်လောက်ကမဲ့ရကြပြီလေဆိုတဲ့အားလုံးစရင်မှာဝင်တာဖြစ်တယ်စရင်ဖွင့်တဲ့အခါမှာဒီလူပြောတယ်ဒီလိုပြောဒီလူဒီမှာလိန်ပြောတယ်ဒီမိနစ်မှာโอเคဒီလူလိန်ပြောတယ်မတ်လ15ရက်တန်နှစ်နာရီခွဲမှာဆရာမကြီးဟောတုန်းကဟိုကရုံးကဘာပြောတယ်လဲလို့ပြောတယ်လို့ကျွန်တော်တို့ပြောတဲ့စကားဘုရားသခင်ကအမှတ်တယ်ဆိုတော့အရေးကြီးတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီနှုတ်ကနေထွက်တဲ့စကားလုံးကဘုရားသခင်ဘုန်းတော်အတွက်ဖြစ်ပါစေဟာလေလုယာသူများကိုနော်သူများကိုဝမ်းမြောက်စီတော့သူများကိုဖိမစီတော့စကားလုံးဖြစ်ပါစေတတိယမှာမေယမြတ်စာဆောင်စာလ56ရှစ်ကဲပြန်ဖတ်တူတကောပြန်ဖတ်ရအောင်ကျွန်ုပ်ဒီမဲ့ကျွန်တော်တို့မေယကြတဲ့ဟာတွေအားလုံးစရင်မှာမှတ်တယ်တဲ့ကျွန်တော်တို့အားဖြင့်လူတွေကမေယကျွန်တော်တို့မေယကြစီသောလူတွေလည်းဘုရားသခင်ကမှတ်ပြီးတယ်လူတွေကြောင့်မို့ကျွန်တော်တို့ဘာလဲမေယကြတဲ့ဟာတွေလည်းဘုရားသခင်ကမှတ်ထားပြီးတယ်ကျွန်တော်ယုံကြည်တဲ့ဒီစာဆောင်ခဏဆောင်ကိုကျွန်တော်တို့တူးတငယ်မင်္ဂလာဆောင်ပွဲခဏနေ့မှာခဏနေ့အတွင်းမှာဟိုးကောင်းကင်နိုင်ငံမှာတူးတငယ်မင်္ဂလာဆောင်ပွဲမှာဒီစာဆောင်ကိုပြန်ဖွင့်မယ်ကျွန်တော်ယုံကြည်တယ်ကျမ်းစာမှာတော့တိတမရဘူးဒါပေမဲ့ကျွန်တော်တို့ကျင့်တဲ့အတိုင်းတရားစီရင်ခြင်းဘာလဲတရဖူစုပြီးပွဲရှိမယ်လို့ပြောလို့မတုံ့ပြန်ပဲနဲ့လူတွေကကျွန်တော်တို့ကိုဆဲတယ်ဟိုပြောတယ်မတုံ့ပြန်ပဲနဲ့ဟိုးဘာလဲဘုရားသခင်ထာမှာငိုပြီးမှဘုရားသခင်စီမှာကျွန်တော်တို့ယင်ဖွင့်တဲ့ဟာဘုရားသခင်ကမှတ်ပေးတာဖြစ်တယ်အဲ့ဒီအချိန်မှာဘုရားသခင်ကကျွန်တော်တို့အဲ့ဒီအတိုင်းဘုရားသခင်ကတရားစီရင်မှာဖြစ်တယ်ဒါဆိုရင်ဒီနေ့မှာကျွန်တော်တို့ဘာရင်စင်ချင်းဖို့လို့တလဲဆိုရင်ကျွန်တော်တို့အားဖြင့်လူတွေမေ့ရင်မကြစေပါနဲ့စိတ်မနာစီဖို့ဖြစ်တယ်ဟာလေလုယာနံပါတ်4မှာအတွေးများစာဆောင်ယောမန်26အတူတကွဖတ်ရအောင်ဘယ်လိုပုံစံနဲ့စီရင်မလဲဆိုရင်ဘုရားသခင်ဒီယေရှုခရစ်ရဲ့အဖြစ်
လူတို့ဤမထင်ရှားသောအမှုအရာတို့ကိုစစ်ကြောစီရင်တော်မူသောနေ့၌ထိုတော့ဘာဖြစ်လို့ဒီလိုပုံစံနဲ့စီရင်မလဲဒီလိုမှတ်ထားလို့ဖြစ်တယ်ဒါဆိုအတွေ့အများစာဆောင်ကျွန်တော်တို့မပြောက်တော့လဲမပြတ်တော့လဲကျွန်တော်တို့မှာဒီမှာနော်အတွေ့မှာရှိတဲ့ငှက်ပတ်တဲ့အတွေ့တွေမကောင်းတဲ့အတွေ့တွေအားလုံးလဲဖယားသခင်ကမှတ်တယ်ဒီလိုပုံစံနဲ့ကျွန်တော်တို့တွေ့တဲ့ပုံစံနဲ့စီရင်ချင်းကျွန်တော်ခံမယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့တာဖြစ်တယ်ပြောတာမပြောတာစိတ်ကနေတည်တယ်ဆွင်ကောင်းမှာလူပုံစံနဲ့ဒီမှာတခါတလေရှိတဲ့ချိန်တော့ရှိပါတယ်မဟုတ်လားမပြောတာပဲရှိတယ်မျက်နှာအချိန်ပြတယ်မျက်နှာပြတာကမကတော့ဘူးဒီကနေတီးပါစေလို့ပုံစံနဲ့နော်မကောင်းတဲ့အတွေ့တွေဘုရားသခင်ကတည်တယ်တဲ့ဆိုတော့ဒါဆိုရင်အဲ့ဒီမကောင်းတဲ့အကြံနဲ့မကောင်းတဲ့အတွေ့ကနေကျွန်တော်တို့ဘာလဲစင်ချင်ဖို့ဖြစ်တယ်နံပါတ်5မှာအခွင့်အလန်းစာဆောင်ရောမာတိကစကုကနေရှိတယ်အတူတကွပြန်ဖတ်ရအောင်တင်းနဲ့တောင်းအခွင့်အလန်းတို့မှာရှိတယ်ဒါပေမဲ့အဲ့ဒီအခွင့်အလန်းကိုကောင်းမတုံးလို့နော်အဲ့ဒီအခွင့်အရေးရှိတဲ့ချိန်မှာဖယားသခင်ကိုမယုံကြည်လို့အဲ့ဒီအတိုင်းတို့တရားစီရင်ခြင်းခံမှာဖြစ်တယ်အခုကကျွန်တော်တို့အတွက်အခွင့်အလန်းကောင်းဖြစ်တယ်ဖယားသခင်အမှုတော်ဆောင်ဖို့အတွက်အခွင့်ကောင်းborn again ဖို့ရတဲ့အတွက်အခွင့်ကောင်းကျေးဇူးတော်ကာလဖြစ်တယ်အဲ့ဒီကျေးဇူးတော်ကာလကိုဘုရားသခင်အတွက်အများကြီးတောင်းရအောင်အသက်နိုင်ဆုံးသူ့ဘုံတော်ထင်ရှားဖို့ရအတွက်တောင်းရအောင်ဟာလေလုယာအဲ့ဒီကျွန်တော်တို့အခွင့်အရေးရတဲ့အချိန်ကိုကောင်းမတုံးတော်သူတွေကအဲ့ဒီတရားစီရင်ခြင်းကိုခံမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကျင့်တဲ့အတိုင်းတရားစီရင်ခြင်းခံမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အခွင့်အရေးကိုဘယ်လိုတုံးပြတယ်ဆိုတဲ့အရေးကြီးတယ်ကျွန်တော်တို့အခွင့်အရေးရတဲ့အချိန်ကိုကျမ်းစာဖတ်ကြိုးတောင်းကိုရတဲ့ကျွန်တော်တို့အချိန်အများကြီးယူဖို့ဖြစ်တယ်ဒီလိုမဟုတ်ဘဲနဲ့ game ဆော့ဖို့ရတဲ့အတွက်ပဲဟွာလုပ်ဖို့ရတဲ့အတွက်ပဲကျွန်တော်တို့တုံးတယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့စီရင်ချင်းခံမှာဖြစ်တယ်ဆိုတော့အခုထပ်ပြီးမှပြောချင်တယ်နံပါတ်6မှာအကျင့်တရားစာဆောင်ခုနကကျွန်တော်တို့ revelation မှာဗျာဒိတ်ကျမ်းမှာဖတ်တဲ့အတိုင်းပြန်ဖတ်ရအောင်တီလွန်တော်သူတို့သည်မိမိတို့အကျင့်အတိုင်းစာဆောင်တို့နဲ့ရေးထားချက်များနဲ့အငယ်တရားစီရင်ခြင်းကိုခံရကျွန်တော်တို့လုပ်တဲ့အတိုင်းတရားစီရင်ခြင်းခံမှာဖြစ်တယ်လူနဲ့တော်လဲကျွန်တော်တို့ပူတော်လဲဒီနေ့လူမှာကျွန်တော်တို့ဘုရားသခင်ဘုံတော်ထင်ရှားဘုရားသခင်ကိုယ်ကွယ်ဖို့ရကျွန်တော်တို့လာချင်းကဘုရားသခင်ကမှတ်တာဖြစ်တယ်အဲ့ဒီအတိုင်းကျွန်တော်တို့စုရမှာဖြစ်တယ်အဲ့ဒီလူပုံစံနဲ့မလုပ်တဲ့အတိုင်းတွေကဘုရားသခင်ကဒီလူပုံစံနဲ့တရားစီရင်မှာဖြစ်တယ်ဒီလူအစင်စင်တရားစီရင်ခြင်းအစင်စင်ရှိတယ်ဆိုတော့ငရဲမှာလည်းအစင်စင်ရှိမယ်လို့ထင်တယ်မဟုတ်လားသူတို့နည်းနည်းပူတဲ့အချိန်မှာကြားတဲ့သူတွေစိတ်မလားလို့ပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့သိတာကကျွန်တော်တို့ကျင့်တဲ့အတိုင်းတရားစီရင်ခြင်းခံမှာဖြစ်တယ်နောက်ဆုံးမှာအသက်စာဆောင်ခုနကျွန်တော်ဖတ်တဲ့အတိုင်းအသက်စာဆောင်တည်ဟူသောတခြားတပါးစာဆောင်တို့လည်းဖွင့်လေအေးတဲ့
ကျွန်တော်တို့အသက်စာဆောင်မှာကျွန်တော်တို့နာမည်စရင်ကိုဝင်ပြီလားယေရှုခရစ်တော်ကျွန်တော်တို့ born again ရပြီလားဆိုတဲ့ဟာကိုအရေးကြီးတယ်ဆိုတော့ဒီစာဆောင်ခုနှစ်ဆောင်မှာကျွန်တော်တို့အောင်မြင်ဖို့အရေးကြီးတယ်ဒီလိုဒီစာဆောင်များကိုဖွင့်ပြီးမှတရားကျွန်တော်တို့တရားစီရင်ခြင်းခါမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အငဲ့အတိတ်ငယ်ပါတည်တယ်အခြေအများကြီးရှိသေးတယ်လို့ကျွန်တော်တို့ပြောလို့မရဘူးတည်ခြင်းတရားကလူကိုမရွေးဘူးလို့ကျွန်တော်တို့ဆိုတဲ့ကဲတော့ပေါ့နော်ယေရှုခရစ်တော်ကအမြန်ကြွလာမယ်ကျွန်တော်တို့တခါအမေရန်ပြောတယ်သူကသူ့ရဲ့ဘာလဲချစ်ချင်းမေတ္တာကြောင့်သူကစောင့်နေတည်တယ်မလာဘူးဆိုရင်ကျွန်တော်တို့ကတွားချင်းနေပြီနော်တွားခဲ့တဲ့ကျွန်တော်တို့ခက်အားလုံးတဲ့ကျွန်တော်တို့ခက်ကတည်ခြင်းတရားနဲ့ကျွန်တော်တို့အနည်းဆုံးဖြစ်တယ်ဘယ်နေရာမှာဆိုကျွန်တော်တို့ YouTube ဖွင့်တယ်ဟဲ့ဆိုရင်စစ်ပွဲတွေကြီးပဲဆိုတော့ကျွန်တော်တို့ကလူငယ်ဖြစ်သေးတယ်အချိန်ရှိပါသေးတယ်လို့ပြောလို့မရဘူးဆိုတော့တရက်မှာကျွန်တော်တို့တက်ဆုံးသွားတယ်ဆိုရင်မယုံကြည်သောသူတွေကဒီဟာကိုနှုတ်ဆုံးပလင်ပြိုတရားစီရင်ခြင်းကိုခါမှာဖြစ်တယ်ဒါကျွန်တော်တို့ဘုရားသခင်ယုံကြည်သောသူတွေကဒီစာဆောင်ကိုဖွင့်လျက်နဲ့ကျွန်တော်တို့တရားစီရင်တဲ့အခါမှာကျွန်တော်တို့ဘာလဲဆုရမှာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနောက်ဆုံးပလင်ပြိုတရားစီရင်ခြင်းကိုအားလုံးလွတ်နိုင်ဖို့ဒီနေ့တရားကိုအားလုံးအတွက်ဘုရားသခင်ကောင်းချီးပေးပါစေ